ဝေးလံလာတဲ့ရွာလေးတွေကစောင်းတီရောက်ပြီဆိုတာနဲ့လူတွေရဲ့နန်းတစ်ဖက်အကောင့်တချို့ကြောင့်မကြားရတော့အခါအဲ့ဒါကိုကူဖို့လူတယောက်ကရောက်လာပါတော့တယ်မူဆာဆိုတဲ့အမျိုးသားရွာကောင်းဆောင်ဖိတ်ထားလို့မို့ဝေးလံလာတဲ့ရွာကိုလာခဲ့ရတာပေါ့အဲ့ရောက်တဲ့အချိန်မှာတော့အဲ့ဟာကောင်းဆောင်ဘာဖြစ်တာလဲဆိုတော့ပြပါတယ်အဲ့ဘက်ကအယောင်ဝေးလွန်းလာရဲ့ပြီးတော့စောင်းတီရောက်ပြီဆိုရင်အေးရူတန်ကြောင့်ဘာသာမှမကြားရပဲအခုလိုဖြစ်နေရတာပေါ့ဒါမဲ့အဲ့လိုချင်းမျိုးမှာရောမရှိတဲ့လူတွေကနောက်တစ်ဖက်ကတ်တဲ့ယောဂခလာနေရတာပေါ့တစ်ဖက်ပဲကြားပြီးနောက်တစ်ဖက်ကမကြားလို့ပေါ့အဲ့ဒါနဲ့မူဆာလည်းတော်ပြီးတခြားကြည့်လိုက်ပါတယ်နားလေးကြည့်တဲ့အချိန်မှာတော့အော့ဆိုတဲ့ကောင်လေးတွေဆိုတော့သိလိုက်ပါတယ်အဲ့ကောင်လေးကနားထဲမှာပဲမသိအောင်ဝင်နေတယ်ပြီးလာသမျှအတာကိုစတတ်တဲ့ထူးဆန်းတဲ့မော်ကောင်လေးပါအဲ့ချိန်မှာသူကထပြီးအသက်ကိုရှာတော့တကယ်ပဲခီးပုံစံအများကြီးတွေ့လိုက်ရပါတယ်ဒီကောင်ဖြစ်ချလိုက်တဲ့အချိန်မှာတော့အကုန်လုံးထွက်ပြေးသွားတာပေါ့အမှပဲယူနီယူခိုင်းထားတာလေးရောက်လာပြီးအထက်ကိုစားထက်နားကတဲ့လူတွေကိုအဲ့ရေစတက်ပြီးလိုက်ပြီးတဲ့အချိန်မှာတော့အထက်အကောင်တွေထွက်လာပြီးတည်သွားခဲ့ကရွာသားကြီးလည်းပြန်စီပြီးသွားခဲ့ပါတယ်ဒါမဲ့ရွာကောင်းဆောင်ကနောက်ထပ်လူတရက်စီခေါ်သွားခဲ့ပါတယ်သူကတော့နှစ်ဖက်တော့အတန်တွေစတက်ကြားနေရလို့အမြင်နှမ်းကြီးနေရပြီးဂျူလီကူလည်းထွက်နေတာပါအမျိုးသားကိုတော့အားလို့ခေါ်ပြီးအော်နစ်ဒရအကောင်ပါဒါမှမဟုတ်ပူရှားတဲ့အကောင်ဖြစ်ပြီးနားရတဲ့ဝင်ပြီးအတမောဆိုလုပ်ပြီးနေတဲ့လူပေါ့အယောကာရှာလွန်းလို့တယောက်ပဲရှိခဲ့ပြီးတော့ရှိတဲ့လူကလည်းတည်သွားခဲ့တာပါဒါမှမဟုတ်သူကတော့အဲ့ဒါကိုအရင်ဆုံးအတန်လေးတွေတိုးအောင်ကူညီပြီးတာနဲ့အဲ့အသက်ကိုသွားပြီးအရင်ဆုံးတက်နောက်မှအဲ့ကောင်လေးအကြောင်းမေးပြီးသူ့အမေလည်းအဲ့လိုရှိခဲ့ပြီးနားနှစ်ဖက်ကိုလက်အုပ်ပြီးတဲ့ကအစင်မပြေဖြစ်သွားပြီးတည်သွားခဲ့တယ်ပြုလို့အခါမှပဲကုတန်ကြီးအတန်ခဏပေးလိုက်ရပြီဆိုတော့တည်သွားခဲ့ပါတယ်သူ့အမေလည်းတော့ကြောင့်နောက်ချက်ကလို့မရပြီမဲ့သူ့ကြရတာမလို့အဲ့လိုလောက်ခန်းလိုက်ပြီးတက်ခန်းလိုက်ပါတယ်နောက်တော့ဂျူလီလက်ကွာကျသွားပြီးနားတဲ့အစိမ့်ဘက်တွေလည်းထွက်လာခဲ့ကနားလည်းပြန်ကောင်းသွားခဲ့ပါတယ်မူဆာလည်းအချို့လူအမတ်တရယူသွားပြီးထွက်သွားခဲ့ကဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်